ပါလီယာရွာအနီးကျုံခင်းတစ်ခုအထဲမှာဆိုရင်တော့ရွာသား2ယောက်ကလူတစ်ယောက်ကိုတရားစွဲရွာနဲ့အသက်ရှူရခက်ခဲပြီးလေလျောင်းနေတာကိုတွေ့လိုက်ကြပါရီအစကတော့သူတို့ဟာအဲ့ဒီလူတည်နေပြီလို့ထင်သွားခဲ့ပါရီတုံလုံးကြောက်ရွံ့သွားခဲ့ပြီးတော့ရွာထဲကိုပြန်ပြေးခဲ့ကြပါရီမကြခင်မှာပဲလူအများနဲ့သူပြန်လာကြည့်ကြပါရီလူဝိုင်းကအဲ့ဒီလူရဲ့အခြေအနေဆိုးကိုမြင်ကြပြီးတော့ရဲကိုအကူအညီတောင်းဖို့ချက်ချင်းပဲအကြောင်းကြားပါရီရဲဝေကမမြန်ဆန်ပဲရောက်လာကြပြီးလူနာတင်ရင်ကလည်းခေါ်လာပါရီဆရာဝန်အဖွဲ့ကအဲ့ဒီလူကိုစစ်ဆေးကြည့်လိုက်တော့အသက်ရှူနေတေးတယ်ဆိုတာတွေ့ရပါရီအချိန်ဆွဲမနေပဲနဲ့လူနာတင်ရင်အထဲကိုထည့်ပြီးကုသဖို့ဈေးုံစီတန်းပို့လိုက်ကြပါပြီရဲဝေကအဲ့ဒီလူရဲ့ပစ္စည်းတွေကိုစစ်ဆေးနေတဲ့အခါမှာပဲသူ့ရဲ့ဖုန်းကရုတ်တရက်မိလာခဲ့ပါရီအရာရှိတယောက်ကလည်းကင်လိုက်ပြီးတော့ဖုန်းဆက်လာတဲ့လူနဲ့စကားပြောလိုက်ပါရီရဲကခမည်းနဲ့သူနဲ့ဘာတော်တာလဲလို့မေးလိုက်တဲ့အခါမှာတော့တစ်ဖက်လူကလည်းသူကကျွန်တော်ရဲ့အကိုဒီလေးပါလို့ပြန်ဖြေပါရီဒါကြောင့်အရာရှိကလည်းဈေးုံစီအများဆုံးလာခဲ့ပါခမည်းရဲ့အကိုကမတော်ဆမှုတစ်ခုဖြစ်သွားတယ်လို့ပြောပြလိုက်ပါရီဒါကိုကြားပြီးရနောက်ညီဖြစ်သူကလည်းလုံးဝကိုထိတ်လန့်သွားခဲ့ပါပြီခုနကမှသူဟာဒီလစ်နဲ့စကားပြောခဲ့သေးတာပါဒီလောက်အထိမင်းမြန်ဆန်ဖြစ်ပြတ်သွားလိမ့်မယ်လို့သူမယုံနိုင်ခဲ့ပါဘူးဒီလိုနဲ့အချိန်ဆွဲမနေတော့ဘဲနဲ့လူအနှဲငယ်ကိုစုစည်းပြီးဈေးုံကိုအပြေးအလားလာခဲ့ကြပါရီရောက်လာပြီးရနောက်ဒီလစ်ကိုစာဟာရဲစခန်းနဲ့မြေအတွင်းကပါလီယာရွာအနီးကျုံခင်းအထဲမှာတတိလေးနေတာတွေ့ခဲ့တယ်ဆိုတာသိလိုက်ရပါရီဗီယက်နမ်မှာဒီလစ်ရဲ့မိသားစုကသူမတော်တဆမှုဒါမှမဟုတ်လမ်းပေါ်ကားတိုက်မှုတစ်ခုခုဖြစ်ခဲ့တယ်လို့ယုံကြည်ခဲ့ကြပါရီသူကလက်ထပ်ပြီးလို့15ရက်ပဲရှိသေးတာပါအရင်ကပျော်ရွှင်မှုရီမောတန်နေနဲ့ပြည့်နေနေခဲ့တဲ့အင်ချီဟာအခုစတော့ one nation နဲ့တိတ်ဆိတ်ရှင်းနေပြည့်နေခဲ့ပါပြီမကြခင်မှာပဲကျန်တဲ့မိသားစုတွေကလည်းဈေးုံကိုရောက်လာကြပါရီဒီလေကိုဒီလိုအခြေအနေဆိုးနဲ့လဲလျောင်းနေတာမြင်ရတော့လူဝိုင်းကရိုးရိုးမတော်ဆမှုပဲဖြစ်လိမ့်မယ်လို့မျှော်လင့်ထားကြပါရီဒါပေမဲ့သူ့ရဲ့ကျမ်းမာရေးမကောင်းလာတဲ့ခါမှာဆရာဝန်တွေကပိုကောင်းတဲ့ကုသမှုအတွက်စာဖိုင်ဈေးချောင်းကိုလွှဲပြောင်းပေးလိုက်ပါရီဒီလေပြစနီးအသစ်ဖြစ်တဲ့ပရာဂတိဟာဒီထိတ်လန့်ပွဲတဲ့ကိုကြားတာနဲ့နှလုံးကျိုးပဲ့သွားတယ်လို့မျိုးခံစားခဲ့ပါရီသူမရဲ့ကဘာကစောက်ထုံးမျိုးမျိုးဖြစ်နေခဲ့ပါပြီမျက်ရည်ကျလက်ဈေးုံကိုအပြေးအလွှာရောက်လာခဲ့ပါရီဈေးုံမှာရှိတဲ့ရွာတောင်းဝေကသူမအဲ့ဒီလိုမျိုးငိုနေတာကိုမြင်တော့ဝိုင်ဝန်းနဲ့တိတ်ပေးကြပါရီဒါပေမဲ့စာဖိုင်မှာကုသမှုရဲ့အားလုံးပေးပြီးနောက်မှာတော့မှဒီလက်ရဲ့ကျမ်းမာရေးကမကောင်းလာသေးပါဘူးပိုကောင်းတဲ့ကုသမှုရနိုင်မယ်လို့မျှော်လင့်ပြီးမိသားစုကမဟာပရိုဒက်ပြည်နယ်ကွာလီယိုမြို့စီခေါ်သွားဖို့ဆုံးဖြတ်လိုက်ကြပါရီမိသားစုရဲ့တိုင်းကတော့ဟိုပြေးဒီပြေးဖြစ်နေကြပြီးသူ့ကိုကယ်တင်နိုင်ဖို့အတွက်အစွမ်းကုန်ကြိုးစားနေကြတာပါစနီးဖြစ်သူပရာဂတိကလည်းအတူတူပဲစိတ်ပူနေခဲ့ပါရီသူမကဒီလစ်နဲ့အတူကွာလီယိုကိုလိုက်သွားခဲ့ပြီးတော့မျှော်လင့်ချက်ကိုစုပ်ကင်ထားခဲ့ပါရီဒါပေမဲ့မကြခင်မှာတော့မိသားစုကသူမကိုအိမ်ပြန်ပြီးအနားယူဖို့ငြင်းသားစွာပြောလိုက်ပါရီသူတို့ကဒီလစ်နဲ့အတူရှိနေမယ်အရာရာကျူဆိုင်မယ်လို့ကတိပေးခဲ့ပါရီဒီလိုနဲ့မတ်လ23ရက်နေ့မှာတော့ဒီလစ်ဟာနောက်ဆုံးအသက်ရှူရက်သွားခဲ့ပါရီသူ့မိသားစုတစ်ခုလုံးကထိတ်လန့်ပြီးတော့နှလုံးကွဲသွားခဲ့ပါပြီလက်ထပ်ပြီးခါစား15ရက်ကနေ18ရက်အတွင်းမှာပဲပရိုဂတိဟာမုံဆိုးမှဖြစ်သွားခဲ့ပါရီလူဝိုင်းကပရိုဂတိအတွက်အရန်ကိုမှစိတ်မကောင်းဖြစ်မိကြပါရီသူမရဲ့အနာဂတ်ကပြတ်သွားပြီမလို့အခုဆိုရင်ဘာလို့စစ်ဖြစ်လာမလဲဆိုတာကိုမသိတော့ပါဘူးအဲ့ဒီနောက်ပိုင်းရဲတပ်ဖွဲ့ကလည်းဒီလစ်ပြအလောင်းခွဲစိတ်စစ်ဆေးမှုကိုလုပ်ခဲ့ပါရီအစီရင်ခံစာထွက်လာတဲ့အခါမှာတော့လူဝိုင်းအံ့အားသင့်သွားခဲ့ပါရီသူ့ရဲ့ခန္ဓာကိုယ်မှာဆိုရင်ဒဏ်ရာဒဏ်ချက်9ခုကနေ10ခုလောက်ရှိနေခဲ့ပြီးတော့ဦးခေါင်းနောက်ဖက်မှာတနတ်ဒဏ်ရာတစ်ခုရှိနေခဲ့ပါရီဒီအချက်ကအရာအလုံးကိုပြောင်းလဲသွားစေခဲ့ပါပြီဒါဟာမတော်ဆဖြစ်တာမဟုတ်ပါဘူးလူတက်မှုတစ်ခုလိုဖြစ်နေခဲ့ပါရီဒါပေမဲ့ဘယ်သူကများဒီလေးကိုဒီလောက်ဒီမုံတီးပြီးတော့လှုပ်ဆောင်ခဲ့တာလဲရဲတပ်ဖွဲ့ကလည်းစုံစမ်းစစ်ဆေးမှုကိုစတင်တော့ပါရီသူတို့ကအမှုကိစ္စအတွက်အဖွဲ့အများအပြားကိုဖွဲ့စည်းလိုက်ကြပြီးမေးမြန်းစစ်ဆေးမှုတွေစခဲ့ပါရီစမိုင်းရှာအဖွဲ့ကဒီလေးကိုနောက်ဆုံးမြင်ခဲ့တဲ့နေရာဝေအနီးမှာရှိတဲ့ CCTV ကင်မရာအလုံးကိုစစ်ဆေးဖို့အာရုံစိုက်ခဲ့ပါရီဒါပေမဲ့ဒီနေရာဟာဂျေလက်ဒေတာဝင်နဲ့လဲကွင်းတွေဖြစ်နေခဲ့တာကြောင့်ကင်မရာအများကြီးမရှိပါဘူးသူတို့ကဒီလစ်နောက်ဆုံးနေခဲ့တဲ့နေရာသူစားတောက်ခဲ့တဲ့နေရာသူ့ကိုတွေ့ရှိခဲ့တဲ့နေရာစတဲ့9ကီလိုမီတာစာလောက်ကိုလွှမ်းရှုံထားတဲ့ဗီဒီယိုဖိုင်တွေကိုပြန်လည်တုံးတက်ကြပါရီကန်ကောင်းစွာနဲ့ပဲလမ်းတစ်လျှောက်မှာကင်မရာတချို့ကိုတွေ့ရှိခဲ့ပါရီဒါအပြင်ရဲတပ်ဖွဲ့ကဒီလစ်ရဲ့ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေကိုလည်းစစ်ဆေးခဲ့ပြီးတော့တခုများတွေ့မလားလို့မျှော်လင့်ထားကြပါရီအဲ့ဒီနောက်စုံစမ်းစစ်ဆေးမှုဟာဒီလစ်ရဲ့မိသားစုစီကိုဦးတည်သွားခဲ့ပါရီရဲဝေကသူ့ဆွေမျိုးတွေနဲ့သူ့တငယ်ချင်းတွေကိုသူ့ရဲ့ဆက်သွယ်မှုအကြောင်းမေးမြန်းခဲ့ပေမဲ့ဘယ်သူကမှထူးထူးဆန်းအရာတွေကိုတန်တရားမရှိကြပါဘူးသူတို့အားလုံးဟာဒီလေကိုတိတ်ဆိတ်ပြီးတော့ရိုးသားတဲ့လူတစ်ယောက်ရန်ဖြစ်မှုတွေနဲ့ပြဿနာတွေဘယ်တော့မှမရှိတဲ့လူတစ်ယောက်ဖြစ်ဖော်ပြကြပါရီဒီလေဟာချမ်းသာတဲ့မိသားစုကနေလာပြီးတော့သူ့မိသားစုကခရံအများအပြားမှာစီးပွားရေးလုပ်ငန်းတွေပိုင်ဆိုင်ထားတာပါဒါကြောင့်ပဲရဲဝေကသူ့ရဲ့အောင်မြင်မှုကိုမနာလိုတဲ့အရန်သူတွေရှိနိုင်မယ်လို့ထင်ခဲ့ပါရီမိသားစုအထက်မှာတရယောက်ကသူ့အပေါ်ဝက်ထားတဲ့အငြိုးအသေးရှိနိုင်သလားဆိုတာကိုလည်းတန်တရားဖြစ်ခဲ့ကြပါရီရဲတပ်ဖွဲ့ကလူဝိုင်းကိုမေးမြန်းကြပါရီမိသားစုတငယ်ရှင်နဲ့သူ့ကိုတိတဲ့ဘယ်သူကိုမဆိုပါဒါပေမဲ့လူဝိုင်းရဲ့အဖြေကပုံမှန်ပဲရှိပါရီထူးဆန်းတာဘာမှမရှိပါဘူး
တစ်ချိန်တည်းမှာပဲစနီးဖြစ်သူပရဂတိဟာလုံးဝစိတ်ဓာတ်ကျလျက်ရှိပါရီသူမဟာမျက်ရည်မစဲဘဲနဲ့ငိုနေခဲ့ပြီးပုံမှန်စကားပြောဆိုမှုတော့မှမလုံနိုင်တဲ့အခြေအနေဖြစ်ခဲ့ပါရီသူမကစကားပြောနိုင်တဲ့အခြေအနေမရှိပါဘူးရဲဝေကလည်းဒီလေးရဲ့ဖုန်းခေါ်ဆိုမှုမှန်တမ်းတွေကိုလည်းစစ်ဆေးခဲ့ပေမဲ့ထူးထူးဆန်းဘာမှကိုမထင်ရှားပါဘူးသူတီးတဲ့လူတွေကိုပဲဖုန်းဆက်ခဲ့တာပါသူမိသားစုတငယ်ချင်းသူ့ရဲ့ညီနဲ့စနီးဒါပေမဲ့ဒီလက်နောက်ဆုံးဖုန်းခေါ်ဆိုမှုကတော့မွန်လွဲတနင်္လာ30လောက်မှာသူ့ရဲ့ညီစန်တီစီပဲဖြစ်ပါရီဒီလက်ကသူ့ရဲ့ညီကိုမော်တော်ဆိုင်ကယ်စီးလာတဲ့လူတချို့အကြောင်းပြောပြခဲ့ပါရီသူတို့ရဲ့ကားကရေမြောင်ထဲမှာပိတ်မိနေခဲ့ပြီးစက်ကရိယာတစ်ခုအတုံးပြုတ်ပြီးတော့ဆွဲထုတ်ဖို့အတွက်စီစဉ်နေကြပါရီဒီလစ်စီမှာ Hydrosep ရှိနေခဲ့တာကြောင့်သူတို့ကသူ့ကိုအကူအညီတောင်းခံခဲ့ကြပါရီဒီလူတွေကဒီလစ်အခုဖြစ်ပျက်ခဲ့တဲ့အခြေအနေနဲ့ဆက်ဆက်မှုများရှိနေနိုင်မလားနောက်ပြီးအစီရင်ခံစာအရဒီလင့်ကို .315 ဘိုးတနတ်နဲ့ပြစ်ခတ်ခဲ့တာဖြစ်နိုင်ရှိအများဆုံးပဲလို့ဖော်ပြထားပါတယ်။စုံစမ်းစစ်ဆေးမှုအတွင်းကင်မရာတစ်လုံးကလူ3ယောက်စီးလာတဲ့မော်တော်ဆိုင်ကယ်တစ်စီးကိုရိုက်ကူးမိခဲ့ပါတယ်။ဆိုင်ကယ်ကဒီလင့်ကိုတွေးရှိခဲ့တဲ့လေကွင်းစီကိုဦးတည်နေခဲ့တာပါ။ပုံမတေချာကြည့်လိုက်တဲ့အခါမှာတော့ဒီလင့်ဟာဆိုင်ကယ်ရဲ့အလဲမှာထိုင်နေတာရှင်းလင်းစွာနဲ့မြင်လဲရပါတယ်။ဆိုင်ကယ်မောင်းတူကိုဗီဒီယိုမှာရှင်းလင်းမြင်နိုင်ပေမဲ့လည်းအနောက်မှာထိုင်နေခဲ့တဲ့တတိယလူကတော့မသိနိုင်ခဲ့ပါဘူး။ရဲတပ်ဖွဲ့ကဆိုင်ကယ်ရဲ့အချက်လက်တွေကိုရှယ်ယာခံကြည့်ပြီးတော့အော်ဆရာကိုတွေ့ရှိခဲ့ပါရီဆိုင်ကယ်မောင်းတဲ့လူဟာတာမန်လူတစ်ယောက်မဟုတ်ပါဘူးသူကရာဇဝမှုကျူးလွန်ခဲ့မှုတဲ့လူတစ်ယောက်ဖြစ်ပါရီသူ့ရဲ့အပေါ်မှာအမှုပေါင်း10ခုထက်မကရှိခဲ့ပါရီမကြသေးခင်ကမတ်လ12ရက်နေ့ကမှသူဟာအာမခံနဲ့လွတ်လာခဲ့တာပါသူ့ရဲ့နာမည်ကရမ်ဂျီနာကာပဲဖြစ်ပါရီရဲဝေစီမှာသူ့အကြောင်းဖိုင်တွဲတစ်ခုရှိပါရီရဲဝေကသူတို့ရဲ့သတင်းပေးတွေကိုအသုံးပြုပြီးတော့သူ့ကိုရှာဝေမှုစတင်တော့ပါရီမကြခင်မှာပဲရန်ဂျီနာကာဟာဘူအမောကိုလာလိမ့်မယ်လို့သတင်းရရှိခဲ့ပါရီစာဟာရဲစခန်းကအစင်သစ်ပြင်ထားလိုက်ပြီးတော့သူ့ကိုစောင့်ခဲ့ကြပါရီဒီလိုနဲ့မတ်လ24ရက်နေ့နေ့လည်ခင်းမှဆိုတော့ရန်ဂျီနာကာကဟာဘူအမောကိုရောက်လာတာနဲ့ရဲဝေကလည်းသူ့ကိုဖမ်းဆီးလိုက်ကြပါရီသူနဲ့အတူအနူရဘရာဒက်ဒါမှမဟုတ်ဘာဘလူးလို့ခေါ်တဲ့တခြားလူတစ်ယောက်လည်းပါလာခဲ့ပါရီသူတို့နှစ်ယောက်စီကနေရဲဝေကတနက်တလက်ကြီးစံ၄တောင်းနဲ့မော်တော်ဆိုင်ကယ်တစ်စီးကိုတင်ဆက်ရမိခဲ့ပါရီသူတို့နှစ်ယောက်လုံးကိုရဲစခန်းစီခေါ်ဆောင်သွားခဲ့ကြပါပြီ CCTV ဖိုင်မှာဒီလစ်နဲ့အတူဆိုင်ကယ်မောင်းနေတာရှင်းရှင်းလင်းပြသနေခဲ့တာကြောင့်ရန်ဂျီနာကာဟာအဓိကတန်တရားရှိသူဖြစ်လာခဲ့ပါရီအနူရကစီမှာလည်းတနက်ရှိနေခဲ့တာကြောင့်ရဲဝေကသူ့ကိုပါဖမ်းဆီးခဲ့ပါရီသူတို့ဟာလူနှစ်ယောက်စလုံးကိုလက်နက်တွေဘေးကနေရခဲ့တာလဲလို့မိခဲ့ကြပါရီရဲတပ်ဖွဲ့ကကျင်းနာစွာနဲ့အမှန်တရားကိုပြောပြဖို့တိုက်တွန်းခဲ့ပေမဲ့သူတို့နှစ်ယောက်လုံးကတော့ဘာသတင်းအချက်လက်မှမပေးကြပါဘူးရမ်ဂျီနာကာဟာဒီလစ်သူနဲ့အတူဘာကြောင့်ရှိနေတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့တိတ်တိတ်ဆိတ်နေထိုင်နေခဲ့ပါရီဒါပေမဲ့ရဲတပ်ဖွဲ့ကသူတို့ရဲ့ကိုယ်ပိုင်နီလန်းတွေကိုအသုံးပြုပြီးသူတို့အပေါ်ဖိအားအနေငယ်ပေးခဲ့ကြပါရီမကြခင်မှာပဲရန်ဂျီနာကာကသူဟာရူပီ2သိန်းအတွက်အငားရန်ခံလိုက်ရတာဖြစ်ပြီးတော့အနူရပ်ကသူ့ကိုဒီအလုပ်ပေးခဲ့တာဖြစ်တယ်လို့ဖွင့်ဟခဲ့ပါရီဒီအချက်ကရဲဝေကိုတုံ့လောက်သွားစေခဲ့ပါပြီသူတို့ဟာဆိုးရွားတဲ့အသိရှိတဲ့ရာဇဝတ်သားတယောက်ကိုဖမ်းမိအောင်တင်မကပါဘူးဒီလက်ပြအမှုမှာပါဝင်ပတ်သက်နေခဲ့တဲ့တခြားတယောက်ကိုပါဖော်ထုတ်မိခဲ့ကြပါရီဒီတရင်အချက်လက်အသစ်နဲ့သူရဲဝေကဘူကော့ရဲစခန်းနယ်မြေအတွင်းကဒီလက်တို့ရွာစီကိုအမြန်ဆုံးထွက်ခွာလာခဲ့ကြပါရီအဲ့ဒီမှာရှိတဲ့မိသားစုကရဲတပ်ဖွဲ့ဟာမင်းမြန်းဖို့အတွက်လာတယ်လို့ထင်ခဲ့ကြပေမဲ့အမှန်တကယ်ဆိုတော့သူတို့ကဘာရီကာတီစီကိုဓာတ်ရိုက်တွားခဲ့ကြပါရီအမျိုးသမီးရဲရရှိတယောက်ကဘာရီကာတီကိုဘေးမှာခေါ်လိုက်ပြီးတော့မင်းမြန်းခဲ့ပါရီမင်းများမှုစတင်လိုက်ပြီးမိနစ်အနည်းငယ်အတွင်းမှာပဲရဲဝေကဘာရီကာတီကိုထိန်းသိမ်းခဲ့ကြပါရီရဲတပ်ဖွဲ့ကသူမကိုရဲစခန်းစီခေါ်ဆောင်သွားတဲ့အခါမှာတော့သူမရဲ့နှလုံးသားကကွဲပဲလာခဲ့ပါရီသူမကခင်မွန်ဆုံးရှုံးသွားပြီးတော့15ရက်အတွင်းမှာပဲသူမရဲ့ဘဝအထက်ကအရာအလုံးပြိုကွဲသွားခဲ့ပါရီသူမမရမနာငိုကြွေးနေခဲ့ရပြီးသူတို့ကသူမကိုဒီလိုမျိုးလှုပ်တာဟာဘယ်လိုမျိုးဖြစ်နိုင်ရတာလဲဆိုတော့လူအိုင်းကတော့နားမလည်ကြတော့ပါဘူးဒီလိုနဲ့ရဲတပ်ဖွဲ့ကလည်းသူမရဲ့မိသားစုကိုပရဂတိဒါမှမဟုတ်သူတို့ရဲ့ချွေးမဟာဒီလေးရဲ့တည်ဆုံးမှုမှာပါဝင်ပတ်သက်ခဲ့တယ်လို့ပြောပြခဲ့ကြပါရီဒီစကားကိုကြားပြီးနောက်မိသားစုအတွက်လုံးဝကိုထိတ်လန့်စရာဖြစ်ခဲ့ရပါရီသူမရဲ့ရောက်ခမမိသားစုနဲ့သူမရဲ့မိဘဝေပါတုံလုံးတွားခဲ့ကြတာပါအိုရီယာခရိုင်ကအသက်20နှစ်အရွယ်ဒီလစ်ဟာသူ့အဖေဆူမာဇင်းရာဒက်တီထောင်ခဲ့တဲ့ဟိုက်ဒရာနဲ့ဂရိန်းလုပ်ငန်းကိုပြုလုပ်ဖို့အတွက်သူ့ရဲ့ညီ3ယောက်ဖြစ်တဲ့ဆန်ဒီအက်ရှိနဲ့ဆာရှင်တို့နဲ့အတူအလုပ်လုပ်နေခဲ့တာပါသူရဲ့အဖေကဟိုက်ဒရာဆက်12လုံးနဲ့ grain 10ခုကိုပိုင်ဆိုင်ထားပြီးတော့သူရဲ့စီးပွားရေးလုပ်ငန်းက Uttar Pradesh ပြည်နယ်ရဲ့ခရိုင်4ခုအထိပြန့်နှံ့နေပါရီဒီချမ်းသာတဲ့မိသားစုဟာပျော်ရွှင်မှုအခမ်းကဏ္ဍအသစ်တစ်ခုကိုကြုံတွေ့ရတော့မှာပါအကြောင်းကတော့3လပိုင်း9ရက်နေ့2025မှာဒီလစ်ဟာဖာဖွန်မှာနေထိုင်တဲ့ Pragati Radep နဲ့လက်ထပ်ဖို့အတွက်ဆုံးဖြတ်ထားလို့ပါ12တန်းအထိပညာသင်ကြားခဲ့တဲ့ Pragati ဟာဒီလစ်ရက်ကိုဇန်ဒီရဲ့မရေးတော့သူပဲဖြစ်ပြီးတော့သူမကဒီလစ်နဲ့လွန်ခဲ့တဲ့3နှစ်ကတည်းကအခြေရရှိနေခဲ့ပါရီဒီလစ်ကပရဂတိနဲ့လက်ထပ်ဖို့အတွက်သူ့ရဲ့မိသားစုကိုဖြောင်းပြတဲ့နေရာမှာအရန်ကိုစူးစမ်းခဲ့ပါရီအကြောင်းကတော့သူတို့ကဒီဆက်ဆံရေးကိုအစကတည်းကမတိကြလို့ပါမိသားစုဟာဒီလစ်အတွက်သူတို့သမီးတယောက်ရှာဖွေနေခဲ့ကြပေမဲ့ပရဂတိနဲ့ဆက်ဆက်နေတာကိုသူတို့တိလာတဲ့အခါမှာလက်မခံချင်ကြပါဘူး
သူတို့ကမိသားစုတစ်ခုထဲကသမီး2ယောက်ကိုသူတို့ရဲ့အိမ်ရဲ့ချွေးမ2ယောက်ဖြစ်စေဖို့မလိုလားကြပါဘူးဒါပေမဲ့ပရဂတိကဒီလစ်ကိုဘာပဲဖြစ်သူမကသူ့ကိုပဲလက်ထက်မှာတခြားပဲသူ့ကိုမှမဟုတ်ပါဘူးလို့ပြောခဲ့ပါသည်ဒီလစ်ကလည်းအဲ့ဒီနေ့အတိုင်းပဲခံစားခဲ့ပါသည်နောက်ဆုံးမှာတော့သူတို့ရဲ့စိတ်ပိုင်းဖြတ်ချက်ကမိသားစုတွေရဲ့စိတ်ကိုပြောင်းလဲစေခဲ့ပြီးတော့သူတို့ပျော်ရွှင်မှုအတွက်လူဝိုင်းကလည်းလက်ထပ်ရှင်းကိုသဘောတူပေးလိုက်ကြပါသည်ဒီလိုနဲ့ပဲ3လပိုင်း9ရက်နေ့2025မှာဆိုတော့ဒီလစ်နဲ့ပရဂတိတို့ဟာရွာအခမ်းအနားနဲ့လက်ထပ်ခဲ့ကြပါသည်နှစ်ယောက်စလုံးကအရန်ကိုစိတ်လို့ရှားကြပြီးတော့3ရက်အတွင်းမှာပဲပရဂတိကသူမရဲ့ကျင်နာမှုနဲ့ချစ်ချင်းမေတ္တာကိုလွိုင်းရဲ့နှလုံးသားကိုနိုင်ခဲ့ပါသည်မိသားစုတစ်ခုလုံးကဒီစုံတွဲအတွက်ပျော်ရွှင်ကြပေမဲ့ဘယ်သူမှဖြစ်လာတော့မဲ့ကြောက်ဖို့ကောင်းတဲ့အဖြစ်အပျက်ကိုမခံမနိုင်ခဲ့ကြပါဘူးဟိန္ဒူရိုးရာအရသူတို့ရဲ့လက်ထပ်ပြီးစတုထနေ့ဖြစ်တဲ့9ရက်နေ့3လ2025မှာဘရီကာတီဟာသူမရဲ့မိဘအိမ်ကိုပြန်သွားခဲ့ပါသည်ဒီလိုနဲ့မတ်လ19ရက်နေ့မှာဆိုတော့ဒီလစ်ကလည်းအလုပ်ပြန်သွားပါသည်ဘဲလာရွာမှာသူ့ရဲ့အလုပ်ကိုအပြီးတက်ပြီးနောက်အိမ်ပြန်လာတဲ့အချိန်မှာသူကသူ့ရဲ့ညီနဲ့ဇနီးဖြစ်သူဘရာဂတီစီကိုသူအိမ်ပြန်လာနေတဲ့အကြောင်းဖုန်းဆက်အသိပေးခဲ့ပါသည်တစ်ဖက်မှာတော့ဒီလစ်ရဲ့မိသားစုကသူပြန်လာဖို့အတွက်ဇရာထက်တန်စွာနဲ့စောင့်မျှော်နေခဲ့ကြပါသည်သူတို့မတိထားတာကတော့အဲ့ဒီနေ့ဟာဒီလစ်ရဲ့နောက်ဆုံးနေ့ဖြစ်ပါသည်အဲ့ဒီနေ့အဖြစ်အပျက်တွေဖြစ်ပြီးနောက်ဘရာဂတီကိုဖမ်းဆီးပြီးရဲစခန်းကိုခေါ်ဆောင်သွားခဲ့ကြပါသည်ဘယ်သူမှမယုံနိုင်တာကတော့သူတို့လက်ထပ်ဖို့အတွက်သူမရဲ့မိသားစုကိုပုံကန်ခဲ့တဲ့မိန်းကလေး3ရက်လုံးမရက်မနာငိုကြွေးနေခဲ့တဲ့မိန်းကလေးတစ်ယောက်ကသူမရဲ့ကိုယ်ပိုင်ခင်မုန်းကိုတပ်ပြင်းမဲ့လူစွာပဲဖြစ်ပါသည်တခြားလူသားသမားတိုင်းလိုပဲသူမကပါဝင်ပတ်သက်မှုကိုအစကတော့ငင်းနေခဲ့ပါသည်ဒါပေမဲ့ရဲဝေကသူမကိုပြပြင်းထန်စစ်ဆေးလိုက်တဲ့အခါမှာတော့သူမကနောက်ဆုံးအကြောင်းအရာကိုဖွင့်ချတော့ပါသည်ဘာကြောင့်လုပ်ခဲ့တာလဲဆိုတာကိုပါဒီအမှုကိုနားလည်ဖို့အတွက်လွန်ခဲ့တဲ့9နှစ်ကိုပြန်သွားရမှာပါ2020ခုနှစ်ပဲဖြစ်ပါသည်9လပိုင်း4ရက်နေ့2019ခုနှစ်မှာဆိုရင်ပရဂတိရဲ့အမပါရူရဲ့မင်္ဂလာဆောင်ကိုသူမကစန်ဒီနဲ့လက်ထပ်တဲ့အခါမှာအရန်ကိုစိတ်လှုပ်ရှားမှုနဲ့ပျော်ရွှင်မှုနဲ့သူဆင်နွှဲခဲ့ကြပါသည်ပရဂတိဟာသူမရဲ့အမထက်တော်မှပူလာနေတည်ပါသည်သူမရဲ့အသက်18နှစ်အရွယ်ရောက်လာတဲ့အခါမှာတော့သူမရဲ့အလားအပါဟာပုံမတောက်ပလာခဲ့ပါသည်အဲ့ဒီရွာထဲမှာရှိတဲ့အနူရက်ဆွဲယောက်ျားတစ်ယောက်ဟာပရဂတိတို့ရဲ့အိမ်နဲ့ခြေလန်း100လောက်အကွာမှာပဲနေထိုင်ခဲ့ပါသည်အဲ့ဒီအမျိုးသားရဲ့အဖေဟာရမနိုဟာရာဒက်ဆိုပြီးတော့ပုဂ္ဂလိကအလုပ်တစ်ခုကိုလုပ်တယ်လို့လေယာလုပ်ငန်းလဲလုပ်ကင်သူဖြစ်ပါသည်အနူရက်ဆိုတာကတော့အသက်25နှစ်အရွယ်ရှိပြီးချောမောလှပတဲ့လူငယ်တစ်ယောက်ဖြစ်ပါသည်သူက BFC ဘွဲရပြီးတဲ့နောက်အလုပ်တစ်ခုရဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးဒါကြောင့်အသက်မွေးကြောင့်လှုပ်ဖို့ထွန်ဆက်မောင်းတဲ့အလုပ်စလုပ်ပါသည်အနူရက်ဟာတက်တော့တက်တာရှိတဲ့ဘဝကိုပျော်ရွှင်နေထိုင်ခဲ့ပြီးတော့မကြာခဏဆိုသလိုရွာပတ်လည်မှာဆိုင်ကယ်စီးပြီးလဲပတ်လေးရှိပါသည်သူတို့ကအင်ဒီရှင်တွေဖြစ်တာကြောင့်ပရဂတိနဲ့အနူရက်တို့ကမျက်လုံးချင်းစုံတွေ့တဲ့အခါတိုင်းအချစ်ပင်လယ်တစ်ခုရှိနေတယ်လို့ပဲဖြစ်ပါသည်ဒါပေမဲ့အားကြီးတဲ့ဆွဲဆောင်မှုရှိနေပေမဲ့လည်းသူတို့ကအပြန်အလှန်စကားမပြောရကြပါဘူး။နှစ်ယောက်စလုံးကသူတို့ရဲ့မိသားစုရဲ့တိမာကိုကြောက်နေကြပါသည်။ဒါဟာကိုဗစ်ကပ်ရောဂါကာလအတွင်းဖြစ်ပါသည်။ဟာရီကိုဘင်စင်နဲ့ရမနိုဟာအကြားမှာ9ဧကရှိတဲ့မြေကွက်ကိစ္စနဲ့ပတ်သက်ပြီးတော့ကြာရှည်ရန်ဖြစ်မှုရှိနေခဲ့ကြပြီးတော့အဲ့ဒါကသူတို့ရဲ့မိသားစုကိုကွဲကွာသွားစေခဲ့ပါသည်။အဲ့ဒါမှပရဂတိနဲ့အနူရက်တို့ကတော့တိတ်တဆိတ်အချစ်ရည်ရင်းနှီးမှုတွေတည်ဆောက်လာခဲ့ကြပါသည်ပရဂတိဟာအနူရက်ရဲ့နေထိုင်မှုပုံစံကိုချီးမွမ်းခဲ့ပြီးတော့သူကလည်းသူမရဲ့အလားအပါကိုဆွဲဆောင်ခံခဲ့ပါသည်သူတို့ရဲ့ခံစားချက်တွေကြီးထွားလာပြီးတော့သူတို့ကလိုအပ်စွာနဲ့တွေ့ဆုံကြပါသည်ပရဂတိကသူမရဲ့ဝမ်ကွဲအိမ်ကိုအလဲသွားတဲ့အချိန်တိုင်းဖះเจ้าသွားတယ်ဆိုရယ်ဆင်ချီပေးပြီးတော့ဘန်ကီဘီဟာရီဟိုတယ်မှာအနူရက်နဲ့ချင်းတွေ့ဖို့အတွက်တိတ်တဆိတ်ထွက်သွားလိမ့်ရှိပါသည်သူတို့ကနိုင်နဲ့ရှိပြီးအတူရှိနေခဲ့ကြစကားပြောအချစ်ကိုဖော်ပြကြပါသည်ဒီလိုနဲ့တနေ့မှာတော့သူတို့ကအတူနဲ့အတူတည်ကြမယ်ဆိုပြီးဂတိပြုကြကဆက်လက်ဖြစ်ပွားနေတဲ့အငင်းပွားမှုကြောင့်မိသားစုရဲ့ကနေအချစ်ကိုဝယ်ထားခဲ့ကြပါသည်ပရဂတိဟာသူမရဲ့အမပါရူရဲ့ရောက်ခမအိမ်ကိုမကြာခဏသွားလေတက်လေရှိပြီးတော့သူတို့ရဲ့ချမ်းသာကြွားမှုကိုလည်းသဘောကျခဲ့ပါသည်သူမကအနူရက်စီမှာလည်းဒီလိုမျိုးချမ်းသာကြွားမှုရှိစေခြင်းခဲ့ပါသည်တကယ်လို့များသူ့စီမှာရှိခဲ့မယ်ဆိုတော့သူနဲ့လက်ထပ်ပြီးပျော်ရွှင်နေမှလို့တွေးခဲ့ပါသည်ဒီလိုစိတ်ဓာတ်အခြေအနေနဲ့တနေ့မှာတော့ပရဂတိဟာအန်ဒီရဲ့များတဲ့အစီအစဉ်တစ်ခုကိုစဉ်းစားမိခဲ့ပြီးတော့သူမရဲ့ချစ်သူအနူရက်နဲ့မျှဝေခဲ့ပါသည်သူမရဲ့အကြံစီကတော့သူမအမပေရူးခင်မွန်ရဲ့ညီဖြစ်သူဒီလစ်ကိုအချစ်ထောင်ချောက်ဆင်ဖို့ပဲဖြစ်ပါသည်သူမအနေနဲ့ဒီလစ်နဲ့လက်ထပ်ပြီးရနောက်သူ့ကိုတတ်ပြီးအိမ်ချမ်းမြေပိုင်ဆိုင်မှုရဲ့အထက်ကသူမရဲ့ဝေစုကိုရယူဖို့ပဲဖြစ်ပါသည်အဲ့ဒီနောက်မှာတော့သူမကအနူရက်နဲ့ပြန်လည်လက်ထပ်ပြီးချမ်းသာကြွားတဲ့ဘဝကိုနေထိုင်မယ်လို့ကြံစီထားတာပါအစပိုင်းမှာတော့အနူရက်ကပရဂတိရဲ့အစီအစဉ်ကိုအံ့အားသင့်သွားခဲ့ပါသည်ဒါပေမဲ့အကျိုးအမြတ်တွေကိုမြင်လာတဲ့အခါမှာတော့သူကသူမကိုကူညီဖို့သဘောတူလိုက်ပါသည်သူရဲ့အစီအစဉ်ကိုအပြီးတက်ပြီးတဲ့အခါမှာတော့ပရဂတိကသူ့အမရှိရဲ့နေရာစီမကြာခဏအလဲတွားခဲ့ပါသည်သူမကဒီလစ်ကိုစိတ်ဝင်စားကြောင်းအလဲတွားတဲ့အခါတိုင်းစတင်ပြုလုပ်တော့ပါသည်
အသက်20နှစ်အရွယ်ဟိုက်ဒရာမောင်းသမားဖြစ်တဲ့ဒီလစ်ကလည်းပရဂတိကိုမြင်ပြီးနောက်မကြမီမှာချစ်မိသွားခဲ့ပါရင်ပရဂတိကဒေဟာဘူးမှာနေထိုင်ပြီးတော့သူမကဒီလစ်နဲ့အချိန်ဖြုံးဖို့အလေလာရတဲ့အကြောင်းပြချက်တွေရှာတွေ့ခဲ့ပါရင်တပိပိရှင်နဲ့သူတို့ရဲ့ဆက်ဆံရေးကကြီးထွားလာခဲ့ပါရင်ဒီလိုနဲ့တနည်းမှာတော့တယောက်ပေါ်တယောက်ခံစားချက်တွေအရန်ပြင်းထန်လာပြီးသူတို့ကလက်ထပ်ဖို့စောင့်မနေနိုင်တဲ့အထိဖြစ်လာခဲ့ပါရင်ဒီလိုနဲ့9ရက်နေ့3လ2025မှာပရဂတိဟာကြီးကျယ်ခမ်းနားတဲ့မင်္ဂလာအခမ်းအနားပြုလုပ်ပြီးဒီလေးနဲ့လက်ထပ်ခဲ့ပါရင်ဒီလေးရဲ့သူတို့သမီးအဖြစ်ပရဂတိဟာနဂလာဒီပါမှာရှိတဲ့သူမရဲ့အိမ်အသစ်ကိုရောက်ရှိလာခဲ့ပြီးတော့သူမကိုနှွေးထွေးစွာကြိုဆိုခဲ့ကြပါရင်မိသားစုကသူတို့ရဲ့ကြားမှာရှိတဲ့အချစ်ကိုမြင်ခဲ့ကြပါရင်ဒါပေမဲ့ဘယ်သူမှမတိထားတာကတော့ဒီအရာဝေအားလုံးဟာပရဂတိရဲ့ဖန်တီးထားခဲ့တဲ့လိန်ညာတဲ့ပုံပြင်တပုတ်တာဖြစ်လို့နေပါရင်ဒီလိုနဲ့မတ်လ18ရက်နေ့မှာပရဂတိဟာသူမအနူရက်နဲ့အမြဲတမ်းတွေ့ခဲ့တဲ့ဟိုတယ်တစ်ခုထဲကိုတွားခဲ့ပါရင်သူမဟာဟိုတယ်မှာထိုင်နေခဲ့ပြီးတော့သူမရဲ့အစီအစဉ်ရဲ့နောက်ဆုံးအဆင့်တွေကိုစီစဉ်ခဲ့ပါရင်အစကတည်းကသူမရဲ့အစီအစဉ်ဟာအချစ်ထောင်လျှောက်ဆင်ပြီးတော့ဒီလစ်ကိုဖမ်းမိအောင်လုပ်ပြီးရင်သူ့ကိုတက်သူ့ရဲ့ချမ်းသာကြွယ်ဝမှုကိုယူဖို့ဖြစ်ပါရင်သူမကသူ့ရဲ့တန်ပေါင်းများစွာကိုယူပြီးတော့အနူရက်နဲ့အတူချမ်းသာကြွယ်ဝတဲ့ဘဝမှာနေထိုင်ရှင်တာပါပရဂတိကဒီလစ်ရဲ့တည်ဆုံမှုကိုမတော်ဆဖြစ်ရတဲ့ခုလိုမျိုးပုံဖော်နိုင်မဲ့နီလန်းတွေကိုစတင်စဉ်းစားပါရင်လူတက်မှုကိုအကောင့်ထဲပေါ်ဖို့အတွက်အိုနိုရပ်ကသူ့ရဲ့ဝမ်ကွဲညီဒူလက်ရာတက်ကိုခေါ်ခဲ့ပါရင်ဒူလက်ကသူ့တငယ်ရှင်ရမ်ဂျီနာကားဆွဲရာဆိုသားတယောက်ကိုဒီအလုပ်အတွက်ငားရမ်းခဲ့ပါရင်ရမ်ဂျီကဒီလစ်ကိုတက်ဖို့ရူပီ2သိန်းအမေရိကန်ဒေါ်လာဆိုရင်2400ခန့်သဘောတူခဲ့ပြီးတော့ရူပီ3သိန်းကိုကြိုပေးရမှာဖြစ်ပါရင်ကျန်တဲ့ငွေကအလုပ်ပြီးမှပဲပေးရမှာပါအနူရက်နဲ့ပရဂတိစီမှာလူတက်မှုအတွက်လုံလောက်တဲ့ပိုက်ဆံမရှိလို့ပရဂတိကသူတို့မင်္ဂလာဆောင်ပွဲကနေရူပီ9000အမေရိကန်ဒေါ်လာ640လောက်တင်ဆက်ထားခဲ့ပြီးတော့ကိုယ့်အတွက်ယူခဲ့ပါရင်ပြီးတော့သူမဟာဒီလစ်စီကကျန်တဲ့ရူပီ3000အမေရိကန်ဒေါ်လာ360ကိုတောင်းခဲ့ပါရင်သူမရဲ့ US ကိုမတိတဲ့ဒီလစ်ကသူ့ရဲ့ကိုယ်ပိုင်ပိုက်ဆံကိုသူ့ရဲ့တည်ဆုံးမှုအတွက်အစီအစဉ်ဆွဲဖို့အတုံးပြုနေတယ်ဆိုတော့မတိခဲ့ပါဘူးပရဂတိကရူပီ3သိန်းကိုစီစဉ်ခဲ့ပြီးတော့အနူရက်ဟာကျန်တဲ့ငွေကိုစုဆောင်းခဲ့ပါရင်ငွေပမာဏအပြည့်အစုံအသင့်ဖြစ်သွားတဲ့အခါမှာဒီအကြံအစီမှာလူ9ယောက်ပါဝင်ပတ်သက်ခဲ့ပါရင်သူတို့ကဒီလစ်အလုပ်သွားတဲ့အခါမှာမတော်ဆဖြစ်ရတဲ့ခုလိုမျိုးပုံဖော်ဖို့အတွက်တင့်တော်တဲ့အချိန်ကိုစောင့်ဆိုင်ခဲ့ပါရင်ဒီလိုနဲ့19ရက်နေ့3လ2025မှာဒီလစ်ကဘယ်လာရွာကနေပြန်မထွက်လာခင်ပရဂတိကိုဖုန်းဆက်ခဲ့ပါရင်သူမဟာချက်ချင်းပဲအနူရက်ကိုပြောခဲ့ပြီးတော့အနူရက်ကလည်းရမ်ဂျီဒေါ်လက်နဲ့ရှီဘန်တို့ကိုနေရာစီခေါ်ဆောင်လာခဲ့ပါရင်သူတို့ကဒီလေးရဲ့အနောက်ကိုနေရာတစ်ခုအထိလိုက်ခဲ့ပြီးတော့သူတို့ရဲ့ကားပြက်သွားခဲ့တယ်လို့လိန်ညာကသူ့ရဲ့အကူအညီကိုတောင်းခဲ့ကြပါရင်ဒီလေးကသူတို့ကိုယုံကြည်စွာနဲ့ပဲကူညီဖို့သဘောတူပြီးတဲ့နောက်အဲ့ဒီနေရာစီလိုက်သွားခဲ့ပါရင်သူတို့ကသူ့ကိုပါလီယာရွာကကြုံခင်းတစ်ခုစီခေါ်သွားလိုက်ပြီးတော့အဲ့ဒီမှာရှီဘန်ကဒုတိယဆိုင်ကတစ်စီးနဲ့ရောက်လာခဲ့ပါရင်ဒီလေးထားပတ်ဝန်းကျင်ကိုကြည့်ခဲ့ပေမဲ့ကားကိုရှာလို့မတွေ့ခဲ့ပါဘူးသူတုံ့ပြန်နိုင်ရှင်မရှိခင်မှာပဲသူတို့ကသူ့ကိုတိုက်ခိုက်ခဲ့ကြပါရင်ဒါကြောင့်ဒီကနေ့အမှုကဒီမှာပဲအဆုံးသတ်ထားခဲ့ပါရင်ကြည့်ရှုပြပရိသတ်များအားလုံးကျေးဇူးထူးတင်ရှိပါခင်ဗျာ